Yo ဒီနေ့ကတော့ကျွန်တော်ရဲ့ကလောကိုဒုတိယကြိမ်မြောက်သွားတဲ့ခီးစဉ်ဖြစ်ပါတယ်ရေလေလန်းတယ်တော့ကားပေါ်မှာအေးလိုဟူဒီလေးဝတ်ထားတယ်ကိုလမ်းမှာကျွေးရဲချောကလက်လေးကိုစားတယ်နဲ့ပဲများတယ်နောက်မှာ easy okay ရဲရင်ကိုရီချောကလက်တစ်ခုစီရတယ်လမ်းမှာထမင်းစားတယ်ထမင်းစားနေအောင်နောက်ရောက်လာတော့ကိုစီကိုပိတ်ကင်ပေးလိုက်တယ်ကိုလမ်းမှာရှက်သွားသူရှက်သွားပြီးတော့ကျွန်တော်တို့ကားပေါ်ဆက်သွားတယ်ကားရဲ့စီဘောက်ရလမ်းမှာလည်းပြတ်သေးတယ်အဲ့နဲ့ဒီလိုတော့မနိုးနေပြီဟိုကြည့်တီနဲ့ရှောက်ကြည့်နေနေကြောက်ဆောင်လေးတွေ့တယ်ကြောက်ဆောင်လေးတွေ့တော့မျက်နှာမဲနေပြီမှကြောက်ဆောင်လေးလာလို့ရိုက်ထားလိုက်တယ်ပြီးတော့တွန်းရင်လည်းတောင်တန်းတွေထပ်တွေ့တယ်တောင်တန်းတွေတော့အုပ်တယ်အရန်မိုက်တယ်ကလုံးမျိုးမှာရှူရတဲ့လေကောင်းလေတန်လုံးဝမိုက်တယ်ကြည့်ရတဲ့ view ကလည်း share ပဲဗျာအဲ့နဲ့ကျွန်တော်တို့ကားနဲ့တွေ့တွန်းရင်လည်းအခုဆိုရင်ကလုံးမျိုးရောက်လာပြီအဲ့တော့ချင်းလမ်းရှောက်နေတယ်အမှကုစားကလေးရဲ့စောစီဘီယာတောက်ရှင်တယ်ဆိုလို့ဘီယာတောက်ရသေးတယ်အဲ့ဒါတော့မရိုက်တော့ဘူးမြန်ပြေးသွားလိုက်တာမို့လို့အဲ့နဲ့ကျွန်တော်တို့ breakfast ဆွဲတယ် breakfast ဆွဲပြီးတော့ဘာညာစမကလာမဲကိုနမအင်းအဲ့မီ breakfast ဆွဲပြီးတော့ကျွန်တော်တို့ကားပေါ်ပြန်တက်တယ်အဲ့မီရှိုးဘဲကိုသွားတယ်ရှိုးဘဲမှာအခုသူတို့တွေကစောက်ချက်လုပ်နေကြတာပေါ့နော် sorry ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကလည်းစောက်ချက်မှာဘာညာကြားတဲ့ဒီလုံးလေးတွေနဲ့တွန်းလိုက်သေးတယ်ပြီးမှရှဲရင်ရဲ့ကုကြော်ရဲ့ပြီးတော့ကုချီချီလည်းရောက်လာကျွန်တော်လက်တွေရှုပ်နေလို့ဆိုပြီးတော့ကုကြော်ကိုပါစတဲ့ကိုပါဝီရတိုက်ခိုင်းရအမှကျွန်တော်တို့ဘာညာဒီတပါကဲလိုက်ကလိုက်သေးတယ်ခဏတစ်ဖြုတ်ကပြီးရတယ်ကျွန်တော်တို့ပြန်တယ်ခဏနားတဲ့နေရာမှာဘာညာ ECG နဲ့အဲ့ location လေးကောင်းလို့ပဲနေနေများလိုက်သေးတယ်အဲ့အိမ်ကမိုက်တယ်ဗျကလောဗီလာတွေကလုံးဝနေလို့ကောင်းတယ်အဲ့တော့ကျွန်တော်လည်း PR လေးတစ်ပူဖောက်ပြီးတောက်လိုက်တယ်ဖောက်တောက်လိုက်ပြီးတော့အဲ့ရှူရင်းတွေကိုဘာညာပတ်လက်ကြည့်လိုက်တယ်စော်ရမ်းလာတယ်အားနဲ့ဘေးမှာပေါ်လာပြီးပါခေါ်ပြီးတော့ပြလိုက်တယ်အဲ့ကြီးကိုခုဆိုကျွန်တော်ဦးစားလေးလဲပြီးတော့ပွဲသွားမှာအချိန်မှာဦးစားကလေးနဲ့တော့ကီဖုန်းနဲ့ပဲသွားမှလည်းပါညာအဲ့တော့ကျွန်တော်ဝထားတာမိုက်လာပါညာနေနဲ့ကျွန်တော်တို့မြေစကားကြီးပြောနေကြတာပေါ့နော်ခုကကနေပြီးတော့စကားပြောနေတယ်ကျွန်တော်ခန်းထဲပြန်ဝင်လာမယ်ဆိုင်ရိုက်လဲကောင်းရဆင်းလိုက်တယ်မကြိုက်ဘူးပြန်ချွတ်အုတ်ထုတ်ဆောင်းတယ်အုတ်ထုတ်လည်းဆက်မပြေဘူးရောင်းနေတော့တားရောက်မယ်ဘာလို့ကြာလာပြီလားโอเคဒိုးပြီကျွန်တော်ကြွားလိုက်တယ်သူကျွန်တော်ရဲ့ fashion မိုက်တာပေါ့ကြွားပြီးရတယ်ကျွန်တော်တို့တန်းပြီးတော့ဒိုးပြီး show ဝဲနဲ့ဖီလာနဲ့အရန်မဝေးတော့လမ်းလျှောက်သွားလို့ရတယ်ဒီနေ့မှပဲကျွန်တော်တို့ဖြူအောင်လေးပေါ့နော်ဖြူအောင်ဝှစင်ကြဲနဲ့တို့ရပြီအေးစီတို့နေနေကျွန်တော်ရှိုးပွဲမရဘူးရှိုးပွဲသွားနေနေလမ်းပါဘာဖြစ်လို့လဲကျွန်တော်ကားပေါ်တက်ပြီးတော့အိုးစီတောင်ရောက်ပါရှိုးပွဲမရောက်ဘဲနဲ့အိုးစီတောင်မှာကျွန်တော်တို့ဓာတ်ပုံတွေပါရိုက်ဘာညာရေးတစ်ပါးပေါ့ဗျာနောက်က location ကအရန်မိုက်တယ်ဗျာကြည့်ရတဲ့ view ကို share ပဲကျွန်တော် cloud ဒါဆိုဒုတိယကြိမ်တော့ရောက်ဘူးပါဗျာတော့သွားပြီးရင်ထပ်သွားခြင်းနဲ့ cloud ရဲ့မြို့ကအဲ့လိုတီးပြရန်လက်ဆက်တယ်လေကောင်းလေးသားတွေလောင်းရရတယ်share ပဲကျွန်တော်တို့ခုကြောက်နေတဲ့နေရာအိုးစီတောင်နဲ့တောင်ထိပ်ပေါ်မှာနော်အဲ့မှာကျွန်တော်တို့ပါညာပုံလေးပါရိုက်ကုချီချီနဲ့ကုပဲကင်းရဲ့အမတူကျွန်တော်တပုံရိုက်ပြီးမယ်ပေါ့ပါညာတပုံရိုက်ပြီးတော့ကျွန်တော်တို့ဘယ်ကိုဆက်ရွှေ့လာလဲဆိုတော့ရှိုင်းနေတော့မပြီးသေးဘူးတပုံရှယ်ရိုက်တယ်ကိုလုံးပပတ်လို့တပုံလေးရိုက်ပြီးညာသူပြန်လာနေပေါ့နော်တယောက်ကရိုက်ပြီးရတယ်ကျွန်တော်တို့သွားပြီးရှိုးပွဲကိုစရောက်ပြီးဒါပထမ day 1ပေါ့နော်တက္ကသိုလ်ပွဲဆိုတော့ကျွန်တော်တို့ပါညာတိကျွန်တော်အမှကဲလိုက်တယ်ကြားရတော့ကျွန်တော်ဟိုင်းမားဆိုတော့ရောက်သွားသေးတယ်အဲ့ဒါကျွန်တော်ပြန်ရောက်လာအဲ့ဟိုင်းမားသွားတော့ video ကျွန်တော်မရိုက်လိုက်ရအောင်တော်တော်မုန်းနေလို့အဲ့ဒါကျွန်တော်ပွဲပြီးတော့အိမ်ပြန်လာရရနော်ဒီနေ့ကတော့ဒီလောက်ပါပဲ